ပြပေးချင်တာတော့အလေးချက်ကဒီကတော့ကျွန်တော်လည်းပြပေးချင်တာတော့ကျွန်တော်တို့ PC 3နေနဲ့ PC က4လာတယ်ဆိုရင်ကျွန်တော်တို့ PC ကိုဘယ်လိုဆက်ဆင်ရမလဲကျွန်တော်အကြောင်းလေးကျွန်တော်ပြပြချင်ပါတယ် PC ကိုစေပုံစေးလေး3ချက်ကျွန်တော်ပြပေးပါမယ်ကိုယ့်ရဲ့ PC က3ရတာနည်းနည်းဆက်လေးနေတယ်ဆိုရင်ဒီနေလေးတိုင်း3ချက်လိုက်လုပ်ကြည့်ပါဆက်လေးပေါ်နေပါမယ်ဗျကျွန်တော်တို့ဒီမှာ PC 3နေခြင်းမှာကျွန်တော်တို့ဘာပဲဖွင့်ပေါ့ဗျာနှိပ်လိုက်တာလေးထွက်တာဘယ်လိုမှမဖွင့်တာစက်ရလေးနေတယ်ဆိုရင်ဒီမှာ keyboard ဒီမှာ Windows ရဲ့ R ကိုဖိနှိပ်လိုက်ပါအပေါင်းလေးကျလာပါဒီမှာကျွန်တော်ဒီရဲ့စာလေးကိုရိုက်စားလိုက်ပါနောက်တော့ရိုက်ပြီးတာ auto နဲ့ထည့်ရတယ်ပါနှိပ်လိုက်ပါဒီမှာကျွန်တော်ဒီမှာမျက်နှာပြင်ပေါ်မှာပေါ်လာတဲ့ဟာတွေကိုဒီနေရာမှာဒီကောင်နဲ့ဒီကောင်ဖိနှိပ်လိုက်ပါဆက်လက်ပေးလိုက်ပါအကုန်လုံးဆက်လက်ပေးလို့ပြောဟိုပုံမှာရှိတဲ့အမိုင်ပုံလေးနှိပ်လိုက်ပါရှေ့တလီနှိပ်လိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အလွယ်ကူဆုံးနားလေးဆုံးပြပေးတာပါပြီးတော့ကျွန်တော်ဒီမှာမှတ်ချက်လေးနှိပ်ပေးလိုက်ပါပြီးတော့ဒီနေရာလေးမှာနှိပ်ပေးလိုက်ပါဒါပထမဦးဆုံးတနည်းပါနောက်တဲ့တနည်းကဒီလိုက်မယ် Windows နဲ့ R ကိုဖိနှိပ်လိုက်ပါဒီလိုက်မယ်အပေါင်းပြန်ခေါ်ပါခေါ်လို့ပြီးရတဲ့အခါကျရင်ဒီမှာဒီစာလေးကိုရိုက်ချလိုက်ပါဒီအားဆိုတော့ဒါလေးရိုက်ချလို့ပြီးရတဲ့အခါကျရင် Okay နေပြီလားပါခုနတိုင်းပဲကျွန်တော်တို့ဆက်လက်ထပ်ပေးလိုက်ပါတွဲနေပြနှစ်ခုပြီးတော့အမိုက်ပုံထပ်သွားခေါင်းလေးဖြတ်လိုက်ပါဒါလည်းမပူပါနဲ့ကျွန်တော်တို့ဆက်တယ်မှာရှိတဲ့ပစ္စည်းတွေမပြတ်ပါဘူးကျွန်တော်တို့ဒီမှာဆက်လက်ပေးလိုက်ပါဆက်လက်ပြီးတော့ဒီမှာနေပါလိုရမယ်ဆက်လက်ပေးပါပြီးတော့ဒီမှာမပြတ်ပေးပါမှန်နေပါတခြားသောနေရာတွေမှာတခြားသောဟောက်တာတွေနေပြီးမဖြစ်ပါနဲ့ကိုဆက်တဲ့ပစ္စည်းအကုန်လုံးပြောက်သွားပါလိမ့်မယ်နောက်တဲ့ဒုတိယချက်အနေနဲ့တနေ့ပါအဲ့လိုမျိုးအဲ့လိုပြီးတဲ့အခါကျရင်ဒီလိုမျိုးပဲနေပါဒီလိုပါဒီမှာတူလက်ဒီလိုပဲဆက်လက်ပြီးလိုက်ပါအေးနဲ့တွဲနေပါပြီးရင်အမိုက်ပုံတတ်သွားဒါတို့ပြောပါဒါတို့ကျွန်တော်ရှင်းပြပါခင်ဗျနောက်တစ်ခုအနေနဲ့ဒီမှာဘယ်ကလေးနှိပ်ပြီးရတဲ့ခါကျရင်တော့ဘယ်ကလေးနဲ့ဒီလိုမျိုးလေးပေါ်လာပါတယ်ဒီမှာအဝိုင်းလေးတွေ့လာကြအဝိုင်းလေးနဲ့ဒါလေးကိုလည်းကိုဆက်လေးတလို့မျိုးချက်ပေါင်းမနေငါချက်ကြလောက်ထိနှိပ်ပြီးတော့တုံလို့ရပါတယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဆက်လေးကပေါ်နေပါမယ်ပေါ်လေးနဲ့တုံလို့ကောင်းပါမယ်ခင်ဗျာကဲဒီလောက်ပါပဲကျွန်တော်ပြချင်ကျွန်တော်ပြပေးချင်တာတော့အလေးချက်ကဆက်လေးပုံမှန်တိုင်းသူများတော့တစ်ပတ်ခါမှလုပ်တယ်ကျွန်တော်ကတော့နေ့တိုင်းလုပ်ပါတယ်နေ့တိုင်းလုပ်ရင်ကိုယ်ဆက်ပေါ်ပါတယ်ပေါ်ပါလေးတုံးရပါတယ်အနည်းလေးခုလည်းပြပေးတာပါတကယ်ကျွန်တော်လည်းအစီအမီကြပါစေနောက်ပြီးလို့မှပြန်လည်တွေ့ပါမယ်ကျွန်တော်ရဲ့ကောက်လေးကိုလည်းsubscribe လေးလုပ်ပါအောင်လို့တောင်းဆိုပါတယ်နောက်ဗီဒီယိုတွေအသစ်တင်နိုင်တရားအောင်လို့ဖိနာခေါင်းလောင်းလေးကိုနှိပ်ပါ